အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဦးငင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်မိတ်ဆက်ပေးခြင်းနဲ့အကြောင်းအရာကတော့ကျွန်တော်ရေးသားထုတ်ဝေထားတဲ့စင်ကာပူဒါမှမဟုတ်ချင်းသင်းမြို့တော်စာအုပ်ဖြစ်ပါတယ်စင်ကာပူချင်းသင်းမြို့တော်စာအုပ်ကိုဘာလို့ရေးရလဲဆိုလို့ရှိရင်အခုစင်ကာပူနိုင်ငံမှာလာပြီးတော့အလုပ်လုပ်နေကြတယ်စင်ကာပူမှာလာပြီးတော့ကိုသားသမီးတွေကိုကြောင်းသားကြတယ်စင်ကာပူအလဲပတ်လာကြတယ်စသဖြင့်မျိုးစုံနဲ့လာကြတဲ့ခါမှာစင်ကာပူမှာဘယ်လိုနေရာထိုင်ရမလဲစင်ကာပူမှာသူတို့ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေဘာတွေရှိတယ်အဲ့ဒီချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေချိုးဖောက်လို့ရှိရင်ဘယ်လိုအပြစ်ပေးအရေးယူတော့ခံရမယ်နောက်ပြီးတော့ဒီကလို့စင်ကာပူလာပြီးလှုပ်တဲ့ခါမှာအလုပ်တဲ့အလုပ်သမားတွေတင်းနေတဲ့အချက်လက်တွေသူတို့ဘာသလဲတဲလို့ရတယ်ကိုယ့်ရဲ့ရှေးကိုဘယ်လိုစိတ်လို့သွားလို့ရတယ်စသဖြင့်အဲ့ဒီအကြောင်းအရာတွေသိရအောင်ဆိုပြီးတော့ကျွန်တော်ပြည်စုံရေးထုတ်တာဖြစ်ပါတယ်ဒီစောက်ကအခုတိတ်တော့အစစ်စမ်းမဟုတ်ပါဘူး2008ခုနှစ်တုန်းကကျွန်တော်အနာဂတ်တစ်ခုဖန်တီးတည်ဆောက်ခြင်းဆိုတဲ့စာအုပ်ထုရေးလို့ထုတ်ခဲ့ပါသေးတယ်ဒါပေမဲ့ပုံစံချင်းရဲ့ရည်ရွယ်ချက်ချင်းနည်းနည်းကွာပါတယ်အနာဂတ်တစ်ခုဖန်တီးတည်ဆောက်ခြင်းတုန်းကကျွန်တော်စင်ကာပူလာပြီးလှုပ်လို့မဲ့သူတွေအတွက်ပဲအဓိကထားပြီးရည်ရွယ်ပြီးရေးတော့စင်ကာပူအကြောင်းလည်းတိတ်အများကြီးမပေါ့ဒီမှာစင်ကာပူမှာအလုပ်တဲ့သူတွေဘလို့လုံးများစီဘလို့အလုပ်မျိုးစားတွေရှိတယ်စသဖြင့်အဲ့ဒီအကြောင်းတွေကိုအဓိကထားပြီးရေးတာခုဒီစောက်ကတော့စင်ကာပူအကြောင်းကိုအဓိကထားပြီးရေးပါတယ်ဒါပေမဲ့စင်ကာပူမှာအလုပ်လုပ်တဲ့အလုပ်သမားတွေပြည်နေတဲ့ချက်လက်တွေကိုလည်းထည့်ပြီးရေးထားပါတယ်ဒီစောက်မှာဘိုင်းသုံးဘိုင်းပါပါတယ်ပထမပိုင်းကစင်ကာပူနိုင်ငံအကြောင်းတည်ကောင်းစရာစင်ကာပူနိုင်ငံအကြောင်းတည်ကောင်းစရာကတော့တော်တော်များပါတယ်စင်ကာပူနိုင်ငံနဲ့ပတ်သက်ပြီးတော့မသိတာမရှိရလေအောင်အကုန်လုံးဒီမှာထည့်ပြီးတော့ပေါ်ပြထားပါတယ်ပထမပိုင်းမှာစင်ကာပူနိုင်ငံနဲ့ပတ်သက်တဲ့အခြေခံချက်လက်တွေဒီမှာမှတ်သားစရာအချက်လက်ပထဝီအနေထားရာသီဥတုအဝေးစားနောက်ပြီးတော့ဘယ်လိုလူမျိုးတွေနေကြတယ်ဘယ်လိုဘာသာစကားတွေပြောရတယ်စင်ကာပူနိုင်ငံရဲ့အစိုးရစနစ်သမ္မတနဲ့ဝန်ကြီးချုပ်တွေနောက်ပြီးတော့အလုပ်လုပ်တဲ့လူတိုင်းမဖြစ်မနေသိထားမယ် MOM ပြီးတော့စင်ကာပူလာရဲဆိုလို့ရှိရင် ICU မဖြစ်မနေသိထားမယ် ICU နဲ့ဆက်သွယ်ပြီးတော့အလုပ်လုပ်ကြမယ်စသဖြင့်စင်ကာပူနိုင်ငံရဲ့အချက်လက်တွေကိုရေးသားဖော်ပြထားပါတယ်စင်ကာပူမှာဘယ်လိုရာသီဥတုတွေရှိတယ်နောက်ပြီးတော့ဘယ်လိုလူမျိုးတွေနေကြတယ်အဓိကအပြင်တရုတ်မလေးအိန္ဒိယတခြားလူမျိုးတွေလူကြီးဘယ်လောက်ရှိတယ်အဲအကြောင်းတွေပေါ်ပြထားပါတယ်နောက်ပြီးတော့စင်ကာပူနိုင်ငံရဲ့သမ္မတတွေစုစုပေါင်းအခု9ယောက်ရှိပါပြီအဲစင်ကာပူသမ္မတတွေအကြောင်းလည်းဒီမှာတော်များများထည့်လို့ရေးထားပါတယ်ပထမဆုံးသမ္မတတွေကတော့အခုနောက်ဆုံးလက်ရှိသမ္မတအထိစုစုပေါင်းစင်ကာပူသမ္မတ9ယောက်ရဲ့အကြောင်းကိုထည့်သွင်းဖော်ပြထားပါတယ်အဲ့ဒါပြင်စင်ကာပူနိုင်ငံဝန်ကြီးချုပ်တွေအစိုးရအဖွဲ့ဦးဆောင်နေတာစင်ကာပူနိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့သူ့ရဲ့ဝန်ကြီးအဖွဲ့ပေါ့စင်ကာပူနိုင်ငံရဲ့ဝန်ကြီးချုပ်တွေဘယ်လိုလဲစင်ကာပူနိုင်ငံရဲ့ပထမဆုံးနဲ့စင်ကာပူနိုင်ငံရဲ့ဖခင်လို့ပြောရမယ်မစ္စတာလီဝိုင်ယူအကြောင်းနောက်ပြီးတော့အခုလက်ရှိမစ္စတာလီကန်ယူကနေပြီးတော့အခုလောလောဆယ်လက်ရှိမစ္စတာလော်ရန့်စ်ဝေါကဒါလက်ရှိဝန်ကြီးချုပ်ပါသူ့အထိစုစုပေါင်းဝန်ကြီး၄ယောက်ရှိတယ်ဝန်ကြီးချုပ်၄ယောက်ရှိတယ်အဲဝန်ကြီးချုပ်တွေရဲ့အကြောင်းဒီပါလေ့လာပါမယ်လေ့လာလို့ရပါတယ်နောက်တစ်ခုကစေဝန်နိုင်ငံရဲ့ပညာရေးစေဝန်နိုင်ငံရဲ့ပညာရေးဒီကမ္ဘာမှာထိပ်ဆုံးပိုင်းလောက်ပေါ်ရှိပါတယ်ကမ္ဘာရဲ့ထိပ်တန်းတက်တူတွေတဲမှာစေဝန်နိုင်ငံရဲ့တက်တူတွေလည်းပါတယ်အဲ့တော့စေဝန်နိုင်ငံရဲ့ပညာရေးအကြောင်းတော်တော်စိတ်ဝင်စားစရာကောင်းပါတယ်ကျွန်တော်စေဝန်နိုင်ငံရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့တော်ပြည့်ပြည့်စုံစုံလေးကိုရေးထားပါတယ်ဆိုလို့ရှိရင်အဲ့အပိုင်းဒီအခန်း2ဒီစေဝန်နိုင်ငံရဲ့ပညာရေးဒီအများဆုံးပါတော်ရေးထားတယ်အဲ့မှာဟုတ်မူရောကနေပြီးတော့နောက်ဆုံးဘွဲရတဲ့အထိအဲကြောင့်နေအကုန်ပြည့်စုံရေးထားပါတယ်နောက်တော့စေဝန်နိုင်ငံဆိုရသည်ပညာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လောက်လေးထားတယ်လဲဆိုတာသိအောင်လို့ပညာရေးနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုနဲ့မှုဒီမှာထည့်ပြီးတော့ပေါ်ပြထားပါတယ်ဒါစေဝန်နိုင်ငံရဲ့ပြည်နယ်ပတ်သက်ပြီးတော့သူတို့ရဲ့အကျဉ်းချုပ်ပေါ့ကာရီကူလာနေအကြောင်းကိုပေါ်ပြထားပါတယ်ပထမ1ပထမတန်းဝင်ဘယ်လိုရှောက်မလဲနောက်တော့နိုင်ငံသားကလေးငယ်တွေစင်ကာပူမှာလာပြီးကျောင်းတက်လို့ရှိရင်ဘယ်လိုရှောက်အောင်မလဲ AIS admission exercise for international students ဘယ်လိုရှောက်အောင်မလဲဘယ်ချိန်နာရှောက်အောင်မလဲဆိုတဲ့ခါမှာဘယ်လိုစာရွက်စာတမ်းတွေလိုမလဲဘယ်လိုစာဝတ်တွေဘယ်လိုဘာသာရေးတွေမှာစာဝတ်တွေဘယ်လိုဖြည့်ရမလဲစာဝတ်ဖြည့်သွားတဲ့ခါမှာဘာတွေယူသွားရမလဲဒါ AIS
ရှောက်လို့ရှိရင်ဘယ်လိုလုပ်အောင်လဲဆိုတော့ flow chart ရှောက်ပုံရှောက်နည်းအစစ်စစ်အသေးစိတ်ကျွန်တော်ပေါ်ပြထားတာဖြစ်ပါတယ်နောက်ပြီးတော့စေဝင်လာပြီးကြောင်းထားလို့တဲ့မိသားတွေအနေနဲ့စေဝင်နိုင်ငံရဲ့ကြောင်းလာတွေအကြောင်းလည်းတည်ထားဖို့လိုပါမယ်ဒါဒီစေဝင်နိုင်ငံရဲ့ကြောင်းလာတွေပါစပြီးတော့မူလာတန်းကနေပြီးတော့နောက်ဆုံးတက်ကိုရောက်တဲ့အထိအဲဒီမှာစေဝင်နိုင်ငံမှာလာပြီးကြောင်းတက်တဲ့အခါမှာပြရမယ်ကျောင်းလက်ကဖြစ်ပါတယ်နောက်တော့ယုံကြည်ကိုယ်ွယ်မှုစေဝင်မှာအဓိကအားဖြင့်ကိုယ်ွယ်တဲ့ဘာသာကြီး၅မျိုးရှိတယ်အဲ့ဘုရားအဲ့၅မျိုးထဲမှာဘုရားဘာသာအများဆုံးဘုရားဘာသာဘယ်လောက်ရှိတယ်လဲခရစ်ယာန်ဘယ်လောက်ရှိတယ်လဲစပြင်လဲအဲ့ဒီဟာတွေကိုပေါ်ပြထားပါတယ်နောက်တော့ဘဝဘုရားဘာသာဘုန်းကြီးကျောင်းတွေရဲ့လိပ်စာတွေရဲ့ဆက်သွယ်ရမယ့်လိပ်စာတွေရဲ့ဘယ်လိုသွားရလဲဆိုတာဒီမှာကျွန်တော်တို့ထည့်ပြီးပေါ်ပြထားပါတယ်ပြီးတော့ဟိန္ဒူဘုရားကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနောက်တော့ဗလီတွေထင်ရှားတဲ့ဗလီတွေနဲ့ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေရဲ့နာမည်တွေပါထည့်ပြီးပေါ်ပြထားပါတယ်ပြီးတော့တေဝဘုဆောင်ရဲ့စနစ်စေမူဒီတေဝဘုဆောင်ရဲ့စနစ်တော်တော်ကောင်းတယ်လို့ပြောရမှာပါစေမှာ public transport အများပြည်သူတေဝဘုဆောင်ရဲ့စနစ်တော်တော်ကောင်းပါတယ်သူတို့ဘယ်လိုစီမံထားတယ်လဲဘယ်လိုလမ်းကြောင်းတွေရှိတယ်လဲဘတ်စကားနဲ့စီးတဲ့ခါမှာယထာစီးတဲ့ခါမှာဘယ်လိုတွားကြတယ်လဲနောက်တော့ဘတ်စကားယထာစီးတဲ့ကတ်တွေဘယ်လိုရှိတယ်လဲအဲ့ကတ်တွေကိုဘယ်မှာဝေးရလဲပတ်စံဘယ်လိုဖြည့်ရတယ်လဲနောက်တော့ဘတ်စကားပြည့်စုံတဲ့ line တွေဘာတွေရှိတယ်လဲပြီးတော့ဘတ်စကားမှတ်တိုင်မှာဖော်ပြထားတာတွေလူတော်များမသိကြပါဘူးဘတ်စကားမှတ်တိုင်မှာဖော်ပြထားတဲ့အချက်လက်တွေတည်ထိုက်တဲ့အချက်လက်တွေအများကြီးရှိပါတယ်အဲ့ဒါလေးတွေတည်ထားနေပါတယ်တည်ထားလို့ရှိရင်ခီးသွားတဲ့အခါမှာအမြဲတမ်းလွယ်ပါတယ်နောက်တော့ဘတ်စကားမှာဘယ်နေရာလေးတက်ပြီးတော့ဘယ်နေရာမှာဆင်းရတယ်ဘတ်စကားပေါ်မှာဘာတွေမလုပ်အောင်တတ်မှတ်ထားတဲ့စည်းကမ်းတွေဘာတွေရှိတယ်စသဖြင့်အဲ့ဒါလေးဖော်ပြထားပါတယ်နောက်တော့ယထာလိုင်းတေဝမယထာစီးတာတော်စိတ်ဝင်စားတယ်ကောင်းပါတယ်တေဝမဆရာကြီးအများပြည်သူသွားရေးလာရေးအတွက်ကိုအဆင်ပြေအောင်လို့ယထာလမ်းနေအများကြီးဖောက်ပေးထားပါတယ်တော့ကိုသွားတဲ့နေရာကိုအမြန်ဆုံးရောက်ချင်လို့ရှိရင်တော့ယထာပါယထာမှာဘာမှမိကွက်မရှိတဲ့အခါကျတော့ကိုလိုချင်တဲ့အချိန်ကိုအတိအကျထွက်ပြီးသွားလို့ရတယ်အများဆုံးကွာလိုက်ရင်5မိနစ်တပုံတော့မကွာပါဘူးကိုသွားတဲ့အချိန်ကိုအတိအကျရောက်ပါတယ်ပထမကိုသွားနေတဲ့နေရာကိုပြောင်းပြီးသွားနိုင်မှုအတွက်ယထာလိုင်းတွေကိုဘယ်နေရာနေပြီးတော့ဘယ်နေရာမှာ interchange ပြီးတော့သွားလို့ရတယ်စသဖြင့်အဲ့ဒါလည်းကျွန်တော်အကုန်လုံးပြည့်စုံတင်ပြပြီးတော့ပေါ်ပြထားပါတယ်နောက်တော့ယထာမှာဘာတွေမလုပ်အောင်လဲသူတို့တမတ်တဲ့စီမီစီကနေလို့လို့ရှိရင်ဒဏ်ရိုက်ခံရမယ်အဲ့တော့ဘာတွေမလုပ်အောင်လဲဒဏ်ဘယ်လောက်ရိုက်မလဲဆိုတာလည်းပေါ်ပြထားပါတယ်ပြီးတော့ဈေးတွေရဲ့နေတိုင်းစားသုံးပုံစံတွေရဲ့ဒီမှာဈေးတွေအများကြီးရှိပါတယ်ညာဈေးတွေရှိတယ်လမ်းမေးဈေးတွေရှိတယ် web market လို့ခေါ်တဲ့ကုန်ဈေးတွေရှိတယ်ရက်ကွက်ဈေးတွေရှိတယ်စူပါမားကတ်ကြီးတွေရှိတယ်အဲ့ဒီအကြောင်းတွေကိုလည်းတော်တော်များများလေးဖော်ပြထားပါတယ်ပြီးတော့စေုံမှာဘယ်လိုနေကြထိုင်ကြစားကြတောက်ကြတယ်ဘာတွေစားတယ်လဲဟောဒီမှာကော်ဖီဆိုင်တွေမှာဘယ်လိုကော်ဖီတွေရတယ်ဆိုတာကိုအသေးစိတ်ဖော်ပြထားပါတယ်အဲ့လိုကော်ဖီအမျိုးအစားတွေတောက်လို့ရတယ်ဘိုင်းမှာဆိုရင်ချိုပေါ့ချိုကြချိုစိတ်စသဖြင့်အဲ့လိုတစ်ဖေးမှားသလိုကိုစိတ်ကြိုက်ကော်ဖီကိုမှားပြီးတောက်လို့ရတယ်ပြီးတော့စေုံမှာဘယ်လိုနေကြထိုင်ကြတယ်လဲဆိုတာလည်းတော်တော်များစုံစီထည့်ပြီးတော့ရေးသားထားပါတယ်တရုတ်တွေလုပ်တဲ့သူတို့ရဲ့ရိုးရာတစ်စိမ်းပွဲနောက်ပြီးတော့ community club တွေမှာတိုင်းတင်တန်းတွေတင်မိတယ်နောက်ပြီးတော့တချင်းဆိုတဲ့တင်တန်းလို့ကရာတီရဲ့တင်တန်းဆိုပြီးတင်မိတယ်စသဖြင့်နောက်ပြီးတော့ရုပ်ရှင်အောင်မသိမဖြစ်သိထားဖို့လို့ရုပ်ရှင်ဘယ်လိုရုပ်ရှင်တွေရှိတယ်လဲရုပ်ရှင်လက်မှတ်ခဘယ်လောက်ရှိတယ်လဲရုပ်ရှင်လက်မှတ်ခတရက်နဲ့တရက်မတူတချို့ရက်တွေမှာဈေးသက်သာတယ်တချို့ရက်တွေမှာဈေးကြီးတယ်ယုံပေါ်မူတည်ပြီးတော့လည်းဈေးကွာသွားတယ်အဲ့တော့ရုပ်ရှင်ဝါသနာအိုးတွေအတွက်ရုပ်ရှင်လက်မှတ်ခတွေရုပ်ရှင်ဦးတွေအကြောင်းရသိထားဖို့လိုပါတယ်ပြီးတော့ငွေကြေးနဲ့ဗန်စနစ်ပိုက်ဆံမဖြစ်မနေလူတိုင်းအတွက်အရေးကြီးပါတယ်ပိုက်ဆံကိုပိုက်ဆံကိုဘယ်လိုလုံးချုံသိမ့်မလဲနောက်ပြီးတော့တယောက်နဲ့တယောက်ကိုပိုက်ဆံပေးလို့တဲ့ကောင်မှဘယ်လိုလုပ်မလဲဘာဗီယိုများပြန်ပြီးတော့ပိုက်ဆံထွဲတဲ့ကောင်မှဘယ်လိုလွှဲရမလဲစသဖြင့်နောက်တစ်ခုကပစ္စည်းတွေပို့တယ်စာဝိတ်စာကိုလုပ်တဲ့အခါမှာ
ဘယ်လိုပို့လို့ရတယ်လဲစာပေးစာအုပ်စနစ်အကြောင်းစာရိုက်စနစ်အကြောင်းလည်းကျွန်တော်ထပ်ထပ်ဖော်ပြထားပါတယ်ပြီးတော့ငွေသွင်းထုတ်လုပ်တဲ့ ATM စက်တွေ ATM စက်တွေမှာဘာတွေလုပ်လို့ရလဲဘယ်လို ATM စက်တွေရှိသလဲပြီးတော့ ATM စက် ATM စက်မှာတော်များလုပ်လို့ရတယ်ဖုန်းကတ်ဖြည့်တာစပြီးတော့ဘာတွေလုပ်လို့ရတယ်ဆိုတော့လည်းဒီမှာအပြည့်စုံဖော်ပြထားပါတယ်နောက်တော့ bank gyro စိတ်ဝင်စားစရာကောင်းပါတယ် bank gyro တော့ရေကားတို့မိကားတို့အခွန်အခတို့ကလေးကြောင်းလာကားတို့အဲ့ဒီအရာတွေကို bank gyro လုပ်ထားလို့ရှိရင်ဘာမှကောင်းကိစ္စမလို့တော့ bank gyro လျှောက်ထားလို့ရှိရင်ကြားစင်ကြားလိုက်တဲ့ခါချင်းကိုကိုယ့်ရဲ့ဘဏ်ကောင်းထဲကနေပြီးတော့အလိုလိုဖြတ်သွားတယ်ဆိုတော့မေ့ပြီးတော့မပေးမိမှာတို့နောက်တော့ဘဏ်ကိုသွားပြီးတော့ဆောင်းမှာတို့ဘာမှဒုက္ခမများတော့သူဒါနဲ့ပေးရမယ်ရက်မှာတော့ကိုဘဏ်ကောင်းထဲမှာပတ်စံအပြည့်ဟိုရှိတော့ဘူးလို့တော့ဒါနဲ့ပထမတစ်ခါဖြတ်လို့မရတယ်တိတ်ပြတ်တော့မရှိပါဘူးနောက်တစ်ခါသူတို့မင်းရတဲ့မင်းဘဏ်ကောင်းထဲမှာပတ်စံမလောက်တဲ့ကြောင့်ဖြတ်လို့မရဘူးနောက်တစ်ခါဘယ်နေ့မှပြန်ပြီးတော့ဖြတ်မယ်ဆိုတော့ message ပို့ပါတယ်ဆိုတော့ဘန်ဂျိုင်လိုအကြောင်းတည်ထားကြပါလေပြီးတော့ SCM set SCM set ဆိုတာကကိုပေးရမယ်ခွန်ခတွေနောက်တော့ဇေကောင်းဝယ်တာစတယ်အဲ့ဒီအရာတွေလည်းပဲစကုနိုင်ငံမှာတော်များရှိပါတယ် SCM set ဒီမှာဘာလို့လုပ်ရရလဲ SCM set ကိုဘယ်လိုသုံးရလဲဆိုတာလည်းပေါ်ပြထားပါတယ်နောက်ပတ်စံပေးလို့ရတဲ့တနေရာက access station access station အဲ့ဒီမှာလည်းပဲ access station လည်းတော်တော်လေးအသုံးတက်ပါတယ်အဲ့ဒီမှာကိုယ့်ရဲ့ပေးစရာရှိတဲ့ပတ်စံတွေခွန်ခတွေအဲ့ဒီမှာပေးလို့ရပါတယ်ကျောင်းလာခတို့ရေကမိခတို့စသဖြင့်နောက်တစ်ခုကကျောင်းမိုင်းဆောင်ရှောက်မှုစင်မှုသည်ကမ္ဘာမှာနံပါတ်1ကျောင်းမိုင်းမှာအဆင့်1မှာရှိတယ်လို့ WHO ကနေပြီးတော့2016အစီရင်ခံစာမှာဖော်ပြထားပါတယ်ဒါဆိုလို့ရှိရင်သူတို့နိုင်ငံကိုကျန်းမာတဲ့နိုင်ငံဖြစ်အောင်စင်ကာပူဆွေရသည်ဘာလို့လုပ်နေလဲဆိုတာလည်းအလွန်မတန်စိတ်ဝင်စားစရာကောင်းပါတယ်ဆိုတော့အဲ့ဒီမှာကျောင်းမိုင်းဆောင်ရှောက်မှုကြောင်းကျွန်တော်တော်တော်ပြည့်စုံလေးထည့်ပြီးရေးသားထားပါတယ်စင်ကာပူဆွေရသည်သူကလူတွေကိုစိတ်ဝင်စိတ်ကနေမရောက်အောင်ကျန်းမာနေဖို့အတွက်အဓိကဥစားပေးပြီးလုပ်ပါဟုတ်ယောဂဖြစ်မှစိတ်ဥတာလဲဆိုလို့ရှိရင်ယောဂမဖြစ်ခင်ကြိုပြီးတော့ကာဝယ်ထားဖို့ဆိုအဲ့ဒါလေစိတ်ဝင်စားစရာကောင်းပါလေသူတို့ဘာလို့လုပ်ပေးထားလဲနောက်ပြီးတော့စိတ်ဝင်စားစရိတ်ဒီအလွန်အမတန်များပါတယ်စိတ်ဝင်စားစရိတ်အမတန်များတဲ့ခါကျတော့အဲ့စိတ်ဝင်စားစရိတ်ကြောင့်စိတ်မတက်နိုင်တာစိတ်ကူတာမဖြစ်နိုင်စိတ်မကူနိုင်တာမဖြစ်အောင်စင်ကာပူဆွေရအစီအစဉ်တွေအများကြီးလုပ်ပေးထားတယ်အဲ့ဒီတခုက CPF CPF ဒီလည်းပဲစိတ်ဝင်စားတယ်ကောင်းပါတယ် CPF ဒီကိုယ့်ရဲ့နောင်ရည်အတွက်လက်ကြီးသွားလို့ရှိရင်တားရဥစားမရှိမှမဖြစ်အောင်မပူအောင်နောက်ပြီးတော့လက်ကြီးသွားတဲ့ခါမှာယောဂဗျာတွေဖြစ်လာမယ်အဲ့ခါမှာအဲ့ယောဂတွေကိုယ့်အတွက်သက်သာမရှိဘူးဆိုတော့မဖြစ်အောင်အစိုးရစီမံထားတဲ့စနစ်ဖြစ်ပါတယ် CPF အကြောင်းလည်းကျွန်တော်တော်ပြည့်စုံလေးရေးထည့်ပေးထားပါတယ်နောက်တော့စင်မူ polyclinic ဆိုတာအစိုးရစီကမှာအစိုးရစီကဆိုတော့ဈေးသက်တာပေါ့တခြားစီကနဲ့ဆိုလို့ရှိရင်ဒါပေမဲ့ဈေးသက်တာတဲ့အတွက်ကြောင့်တွားတဲ့လူတွေများတော့နည်းနည်းတော့အချိန်ပေးရတယ်အဲ့တော့စင်မူကဘလို့ polyclinic တွေရှိတယ်လေ polyclinic သွားပြလို့ရှိရင်ပတ်စံဘလောက်ကုန်မလဲဘာလို့လုပ်ရမလဲအဲ့ဒါလေပြည်စုံထည့်ပြီးရေးသားထားပါတယ်နောက်ပြီးတော့စင်မူမှာရှိတဲ့ဆေးရုံတွေယောဂကုဆေးရုံတွေအများကြီးရှိတော့ဒီမှာတော့ထင်ရှားတဲ့ဒီယောဂဝဆေးုံကြီးစုစုပေါင်း19ခုအကြောင်းထည့်ပြီးရေးထားပါတယ်။ဒီမှာဆေးုံတရားတဲ့ခါမှာသူတန်းစာလိုက်ဈေးနှုန်းတွေကွာပါတယ် class A B1 B2 C စသဖြင့်တော့ဘယ်မှာတက်လို့ရှိရင်ဈေးနှုန်းဘယ်လောက်ပြရမလဲအဲ့ဒါလေးပေါ်ပြထားပါတယ်။နောက်တော့နိုင်ငံခြားသားတွေဆေးုံတက်တဲ့ခါမှာဒီမှာဝန်ဆောင်မှုတွေပေးတာရှိပါတယ်အဲ့တော့ဘာပြလာပြီးတော့ဆေးုံမှာဆေးုံတက်ချင်တယ်ဆိုလို့ရှိရင်ဘာလို့အောင်မလဲဆိုတာလည်းဒီမှာဖတ်ကြည့်လို့ရပါတယ်ကျွန်တော်ဆောင်းထဲမှာနောက်တစ်ခုကစေုံမှာကောင်းမောင်းတဲ့ခါမှာဘာလိုအပ်တယ်လဲညမောင်းလမ်းစဉ်ကို class နဲ့ဖွဲ့ထားတယ် class 2A 2B 2 3A 3CA 3C ဆိုဖြစ်အဲ့တော့စေုံမှာကောင်းမောင်းမှုအတွက်ဘာလိုလဲခဏပြုတ်လာတဲ့လူတွေညမောင်းလမ်းစဉ်မရှိဘဲနဲ့မောင်းလို့ရတယ်ဘယ်လိုလူတွေမောင်းလို့ရတယ်လဲဟောနောက်တော့
ဝါပြလာမယ်သူတို့မှာ international license ရှိမယ်ဆိုလို့ရှိရင်ဝါပြ license ကိုစေမှု license ကိုပြန်ပြောင်းလို့ရတယ်ဘယ်လိုပြောင်းလဲလဲနောက်တော့ကောင်းကောင်းနေတော့မှစီကံဖောက်ပြလို့ရှိရင်ဓာတ်ငွေဘယ်လောက်ရမလဲထောင်ဘယ်လောက်ချမလဲလေထည့်ရေးထားပါတယ်အဲ့တော့စေမှုမှာအိမ်ဝင်တဲ့အကြောင်းကိုတော်များတယ်မှာပြည်စုံရေးထားပါတယ်အိမ်တန်ဖိုးတွေလည်းဒီမှာထည့်ပြီးတော့ဖော်ပြထားပါတယ်အိမ်တန်ဖိုးတော့လောလောဆယ်လက်ရှိနေတဲ့2025ခုနှစ်ဒီအောက်တိုဘာလပေါ့အောက်တိုဘာလလောက်မှာရှိတဲ့အင်တာမို့ကိုကျွန်တော်ထည့်ပြီးရေးထားပါတယ်အမှာလေ့လာကြည့်လို့ရပါတယ်အင်တာမို့ကနေရာလိုက်ပြီးတော့ကွာသွားတယ်နေရာကောင်းတဲ့နေရာနောက်ပြီးတော့ကျန်ခဲ့တဲ့တက်တန်းအထက်အဲ့ပေါ်လိုက်ပြီးတော့ကွာသွားတယ်အဲ့တော့ကိုလိုချင်တဲ့အိမ်ကိုဘယ်နေရာမှာဘယ်လိုဝယ်ရမလဲနောက်တော့ပတ်သက်မလောက်လို့ရှိရင်ဘန်းလေးပြီးချီးမယ်ဘန်းချီးလို့ရှိရင်အတိုးဘလောက်ပေးရမလဲဘယ်ဘန်းတွေကအတိုးဘလောက်နည်းမလဲအဲ့ဒါတွေလည်းကျွန်တော်အပြည့်စုံထည့်ပြီးတော့ရေးထားပါတယ်နောက်တစ်ခုကစင်ဘောပြမှုပြည်တယ်နေပါစင်ဘောသည်ကမ္ဘာမှာချိန်နှံပေးတဲ့နိုင်ငံတွေထဲမှာတနိုင်ငံပေါင်းဖြစ်ပါတယ်ကမ္ဘာနိုင်ငံတော်တော်များများချိန်နှံမရှိတော့ဒါပေမဲ့စင်ဘောမှာချိန်နှံရှိတယ်ဒေသရှိတယ်နောက်တော့စင်ဘောသည်တခုတည်ထားပေါ်အမတန်စီကံတိကျတဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့အကုန်လုံးကိုဥပဒေရသွားတယ်စီမံစည်းကမ်းရသွားတယ်အဲကြောင့်ဘာတွေလုပ်တင်တယ်လဲဘာတွေမလုပ်တင်ဘူးလဲတည်ထားဖို့လိုရတယ်ခဏပြုတ်လာတဲ့သူတွေတောင်မှစီမံစည်းကမ်းချိုးဖောက်တာဒီစီမံစည်းကမ်းချိုးဖောက်လို့ရှိရင်မသိပါဘူးမသိလို့လုံးမိတာပါလို့မရှိဘူးအဲဒါကြောင့်မသိလို့မလုံးမိရလေအောင်ဒီမှာဘယ်လိုစီမံစည်းကမ်းတွေရှိတယ်လဲဘယ်လိုပြမှုကျုံလို့ရှိရင်ဘယ်လိုပြဿနာတွေပေးမလဲအဲဒါမျိုးအသေးစိတ်ဖော်ပြထားပါတယ်ပြီးတော့စင်ဝါနိုင်ငံသေးသေးလေးဖြစ်တဲ့အခါကျတော့သေပြီးလို့ရှိရင်ကိုယ်သဘောနဲ့ကိုချခြင်းတဲ့နေရာမှာသွားပြီးချလို့မရဘူးမြုပ်ခြင်းတဲ့နေရာမှာသွားပြီးမြုပ်လို့မရဘူးအစိုးရစီမှာသွားပြီးတော့ပါမစ်ခွင့်ပြုမိရှောက်ရတယ်နောက်တော့မြေကြီးတွေမှာအများနဲ့မြုပ်ထားလို့မရဘူးဘယ်လောက်ထိမြုပ်ရမလဲမြုပ်ပြီးလို့ရှိရင်မလုပ်ရမလဲအကုန်လုံးအသေးစိတ်ပေါ်ပြထားပါတယ်အဲ့တော့နောက်တစ်ခုကဒီမှာဖိုးဒီတူတူလူတွေအများဆုံးထိုးတဲ့အားဖြစ်ပါတယ်ဖိုးဒီနဲ့တူတူဘယ်လိုထိုးမလဲဖိုးဒီထိုးလို့ရှိရင်ဘယ်လိုထိုးရတယ်ပေါက်လို့ရှိရင်စူကြီးဘယ်လိုပေးတယ်စသဖြင့်အဲ့ဒီအကြောင်းလေးပေါ်ပြထားပါတယ်ဒါစေုံနဲ့ပတ်သက်လို့တင်းရတဲ့အချက်လက်တွေအများကြီးပါအဲ့ဒီမှာကျွန်တော်ရေးပေးထားမသိတာမရှိတာပြောနောက်တစ်ခုကဒုတိယပိုင်းကစေဝလာမဲ့သူတွေဘလို့ပြန်ဆင်ရမလဲစေဝနီးပုတ်နဲ့လာမယ်အလဲလာမယ်လုံးအောင်လာမယ်ကြောင်တက်အောင်လာမယ်စသဖြင့်ကိုယ့်ရဲ့အဆွေမျိုးတွေစီခရပြုတ်လာမယ်အဲ့လိုလာတဲ့ခါမှာဘာတွေပြင်ဆင်ထားရမလဲဗီဇာတော့အခုလောလောဆယ်စေဝနဲ့ပဝါနဲ့ဘောတူညီချက်ရတလရတယ်ဒါဆိုလို့ရှိရင်တလပြီးသွားတဲ့ခါမှာဘယ်လိုလုပ်မလဲဗီဇာလိုအပ်ချက်နောက်ပြီးတော့ဒေါက်တာဗီဇာ pass ကိုရှောက်မလဲ dependent pass student pass နောက်တော့လေနဲ့ခီးသွားတဲ့ခါမှာလေလက်မှတ်ဘယ်လိုဝယ်ရမလဲလေမို့ဘာတွေမတရားဘူးလဲ check in ဘယ်လိုလုပ်မလဲလူဝင်မှုကြီးကြပ်ရေးလဝကဂိတ်ကိုဘယ်လိုဖြတ်မလဲအဲ့ဒါလေးအပြည့်စုံရေးပေးထားပါတယ်ပြီးတော့မြန်မာတန်အုပ်နဲ့ပတ်သက်လို့ကြီးရင်ကြီးတဲ့ပါပါတယ်တန်အုပ်မှာတက်တန်းတိုးတာနောက်ပြီးတော့ passport ပြည့်စည်ပြီးတော့အတက်လုပ်တာဘယ်လိုလုပ်မလဲအခုမှမွေးတဲ့ကလေးတွေအတွက် passport ဘယ်လိုလုပ်မလဲတမောသား passport ကကုန်းမ passport ဘယ်လိုပြောင်းမလဲစသဖြင့်အဲ့ဒါစင်ကုန်မှာစင်ကုန်လာပြီးတော့အလဲပတ်လာခြင်းနဲ့ဆိုတဲ့လူတွေတည်ရင်တည်တဲ့ဟာဒီတတိယပိုင်းကအလုပ်လုပ်မဲ့လူတွေအတွက်ဖြစ်ပါတယ်တတိယပိုင်းဒီအလုပ်လုပ်မဲ့လူတွေတည်တဲ့ဟာလေးအကုန်လုံးအပြည့်စုံဖော်ပြထားပါတယ်တော့ M1 ကထုတ်ပေးထားတဲ့ what pass အမျိုးအစားတွေဘာတွေရှိသလဲဒီမှာတော်များမသိသေးတဲ့ pass တွေလည်းပါပါတယ်ကျွန်တော်အပြည့်စုံအမှဖော်ပြထားပါတယ်နောက်တော့အဲ့ဒီ what pass တွေကိုရှောက်တဲ့အခါမှာဘယ်လိုရှောက်မလဲEP employment pass ကိုဘယ်လိုတွေရှောက်ခွင့်ပေးမလဲလကဘယ်လောက်ရမလဲရှောက်ဖို့ရှောက်နည်းစာဖြင့်သူတို့ခလုံးရှိတဲ့ဟာတွေနောက်တော့သူတို့ရဲ့တောင်းတွေသူတို့ရဲ့လုပ်ခွင့်ရှိတဲ့ဟာတွေလုပ်ခွင့်မရှိတဲ့ဟာတွေနောက်က entry pass entrepreneur pass စီးပွားရေးလုပ်မဲ့သူတွေ entry pass ကိုဘယ်လိုထုတ်ပေးတယ်လဲဘယ်လိုရှောက်ရမလဲပြီးတော့ PB personalized employment pass ဆိုတော့တချို့ဒီမှာမသိတဲ့အခါကျတော့ကိုဘယ်လိုပြောမလဲအညာခံရတယ်
ဘာလို့ပြင်မယ်ဆိုတာပြဘာပါတွေလျှောက်တယ်ကိုမသိတဲ့ခါကျတော့တရားပြောတော်ကိုယုံပြီးတော့သူတို့ပြောသမျှပဲလုပ်အောင်ဆိုတော့တကယ်လို့အဲ့ဒီချက်လက်လေးကိုယ့်ကိုတီးထားမှဆိုလို့ရှိရင်အလိမ်မခံရတော့ဆိုတော့ဒါတွေတီးထားတယ်မှာလေတကယ်၍ကိုယ်ပြောလာကြလို့ရှိရင်ပြန်ပြီးတော့ဟုတ်သလားဆိုတော့ပြန်ပြီးတော့ချိန်ကပ်ကြည့်လို့ရတယ်ကျွန်တော်ဆိုတော့ဒီမှာ training employment pass TEB training employment pass နဲ့ပတ်သက်လို့လည်းလိမ်လည်ညာတာတွေမကြာခဏဖြစ်တတ်ပါတယ်အဲ့တော့လိမ်ညာမခံအောင်ကိုယ့်လေ့လာကြည့်လို့ရပါတယ် training employment pass ကိုဘလူးတွေကိုထုတ်ပေးတယ်သူတို့ရဲ့တရံဘယ်လောက်ရှိတယ်အဲ့အတွက်ကိုလိုအပ်ချက်တွေဘာတွေရှိတယ်နောက်တစ်ခုကအိမ်ကူအများဆုံးအလိမ်ခံရတာတော့အိမ်ကူတွေဖြစ်မလို့ထင်ပါတယ်အဲ့တော့အိမ်ကူနဲ့ပတ်သက်ပြီးတော့တင်းစေတဲ့ဟာတွေဒီမှာကျွန်တော်အများကြီးရေးပေးထားပါတယ်အိမ်ကူအတွက်ဘာတွေလုပ်မလဲအိမ်ကူတွေဘလူးတွေအိမ်ကူဖြစ်ရှောက်လို့ရတယ်လေအဲသူတို့ရဲ့ပညာရေးလိုအပ်ချက်အသက်လိုအပ်ချက်နောက်ပြီးတော့သူတို့အတွက်အလုပ်ရှင်ကနေပြီးတော့ဘာတွေရှောက်ထားပေးဖို့လိုမလဲဘာတွေလုပ်ပေးဖို့လိုမလဲအလုပ်ရှင်ကဆောင်ရွက်ရမယ်ကိစ္စပြီးတော့အလုပ်ရှင်တွေအတွက်အိမ်ကူတွေအတွက်အလုပ်ရှင်ကနေပြီးတော့ပံ့ပိုးပြမယ်ရှိပါတယ်အဲ့ဒါတွေဒီလုပ်ကိုလုပ်ပြရမယ်တချို့အလုပ်ရှင်တွေဒီကောင်းတဲ့လူတွေရှိသလိုမကောင်းတဲ့လူတွေရှိတယ်ဆိုတော့ကိုရတဲ့အခွင့်အရေးတွေကိုတည်ထားလို့ရှိရင်မတရားလုပ်တာမခံရတော့ဘူးဆိုတော့တည်ထားတယ်မှာလေအင်ရှင်ဒီအိမ်ကိုညှိမှန်းနေဆိုတာမလုပ်လို့ရှိရင်ဘယ်လိုသွားပြီးတော့တန်ရမယ်ဆိုတာဒီမှာပေါ်ပြထားပါတယ်နောက်တော့အင်ကိုတွေအတွက်ပေါ်ပြထားတဲ့စီမင်းစည်းကမ်းတွေဘာတွေလုပ်အောင်လဲသူတို့လိုက်နာမယ်ဟာတွေနောက်တစ်ခုက work permit လုံမားတွေ work permit လုံမားတွေဘယ်သူတွေကိုဘယ်လို work permit တွေထုတ်ပေးတယ်လဲအဲ့ work permit လုံမားတွေဘယ် industry မှာ work permit လုံမားဘယ်လောက်ချထားပေးမလဲနောက်ပြီးတော့ဘယ်လိုတွေ work permit ရှောက်လို့ရတယ်လဲ work permit သမားတွေအတွက်ပေးရမယ်လဲပြီးနောက်ပြီးတော့ IBA letter အကြောင်းလည်းတည်ထားနေပါတယ်ဒီမှာ IBA letter နဲ့ပတ်သက်ပြီးတော့ကျွန်တော်အပြည့်စုံရေးပေးထားတာရှိပါတယ်အဲ့ IBA letter တည်ထားတယ် IBA letter မသိလို့ရှိရင်ကိုယ်ကိုမတရားအလုပ်ခံရတယ်အဲ့ work permit ဘယ်လိုရှောက်မလဲနောက်ပြီးတော့ဆောင်းလေးလုပ်ငန်းအတွက်ကျွမ်းကျင်လုပ်သားကျွမ်းကျင်တဲ့အခြေခံကျွမ်းကျင်ဆိုပြီးတော့2မျိုးရှိတယ်ဟောအခြေခံကျွမ်းကျင်အတွက် level ဘယ်လောက်ပေးရမလဲနောက်ပြီးတော့ကျွမ်းကျင်လုပ်သားအတွက် level ဘယ်လောက်ပေးရမလဲပြီးတော့အရင်တော့ဆိုလို့ရှိရင်ကျွမ်းကျင်လုပ်သားနဲ့အခြေခံကျွမ်းကျင်အတွက်ကိုအလုပ်လုပ်ခွင့်ပြုတဲ့နှစ်ပါကန့်သတ်ထားတယ်အခုတော့အဲ့ကန့်သတ်ချက်ကိုဖြုတ်ပလိုက်ပါပြီဆိုတော့ကျွမ်းကျင်လုပ်သားဖြစ်အောင်ဘယ်လိုသင်တန်းတွေတက်လို့ရတယ်လဲဘယ်လိုတွားလို့ရတယ်ဆိုတာလည်းအသေးစိတ်ဖော်ပြထားပါတယ်code trade software လုပ်ငန်းမှာလုပ်တဲ့သူတွေ code trade အကြောင်းသိထားဖို့လိုပါတယ်အကူကခဏပြုတ်လုံးမှာမဟုတ်ဘူးစေကမှာအကြိုက်လို့အောင်ပါဆိုတော့ code trade အကြောင်းသိထားနေပါတယ်တကယ်လို့ code trade အောင်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့လက်ကလည်းတူပြီးတော့တောင်းလို့ရတယ်ပြီးတော့ software လုပ်သားတွေအတွက်လို့ရှိရင်ဘာလုပ်ပေးထားရမလဲနောက်ပြီးတော့တမချင်းအလုပ်သမားတွေအတွက်ဘာလုပ်ပေးထားရမလဲ work permit ကင်ထားတဲ့တွေဘာလုပ်ခွင့်မရှိဘူးလေလို့ရှိရင်အနေနဲ့ work permit သွားတွေစီကဘာတွေဖြတ်လို့မရဘူးလေဖြတ်လို့မရတဲ့ငွေကြေးတွေတော့ work permit ကိုဘယ်လိုတက်တန်းတိုးမလဲဒါ work permit အကြောင်းနောက်တစ်ခုက S-pass ပါဘယ်သူတွေ S-pass ရှောက်လို့ရတယ်လဲ S-pass ရှောက်တဲ့အခါမှာပူးတွဲတင်ပြမယ်စာရွက်စာတမ်းတွေဘာတွေရှိတယ်လဲနောက်ပြီးတော့ COP Cultural Orientation Program တော်တော်များမသိကြပါဘူးအဲ့ဒါလည်းပဲလိုပါတယ် COP S-pass များရေးတက်ရမယ်တင်တယ်တော့ S-pass များရေးဘာလုပ်ရမလဲဘာမလုပ်လို့ရှိရင်ဘယ်လိုအရေးယူခံရမလဲအဲ့ဒီအရာကြီးအပြည့်စုံဖော်ပြထားပါတယ်နောက်အရေးကြီးတာတစ်ခုကလုပ်ငန်းဝင်ထိခိုက်ရှာလာမှုယုံကြည်ဥပဒေနဲ့အလုပ်ခံနိုင်ခြင်းဥပဒေလုပ်ခံနိုင်ခြင်းဥပဒေအောက်မှာအလုပ်သမားတွေရတဲ့ဟာတွေခံစားခွင့်အများကြီးပါပါတယ်အဲ့ဒါတွေကိုကျွန်တော်အပြည့်စုံဖော်ပြထားပါတယ်နောက်ပြီးတော့ဒါဒီအလုပ်ခံစားခြင်းဥပဒေအောက်မှာရတဲ့စေုံတက်ခွင့်မိဖွားခွင့်နောက်ပြီးတော့လုပ်ငန်းဝင်ထိခိုက်ရှာလာမှုယုံကြည်ဥပဒေဆိုတာဒီအလုပ်ထမှာတကယ်လို့မတော်တဆဖြစ်တယ်ဆိုလို့ရှိရင်ရောကြေးရမယ်အဲ့လိုရောကြေးဘလို့ထိခိုက်ရှာလာမှုတွေအတွက်
လို့ရောကြီးတောင်းမလဲနောက်ပြီးတော့ရောကြီးတောင်းဖို့အတွက်ဘာတွေလိုသလဲဘလို့ထိခိုက်မှုတွေအတွက်ရောကြီးဘလောက်ရရမလဲအဲ့ဒါတွေဒီမှာအပြည့်စုံဖော်ပြပေးထားပါတယ်နောက်ပြီးတော့စေကူသားစီအတွက်ကုမ္ပဏီကပေးမယ်ပတ်စံတော့တသက်တော့မတန်သွားဖြစ်လို့ရှိရင်ရောကြီးဘလောက်လို့ရမလဲရောကြီးတောင်းတဲ့အခါမှာမြောက်ဖို့ကိန်းဒါဒီ permanent incapacity index လို့ခေါ်ရတယ်မြောက်ဖို့ကိန်းလက်တန်းလေးပြတ်သွားတယ်လက်ညှိုးပြတ်သွားတယ်လက်ချောင်းပြတ်တယ်မျက်စိကန်းနဲ့နားပင်နဲ့တခုနဲ့တခုမတူပါဘူးအဲ့တော့ဒီမြောက်ဘက်ကိန်းနဲ့ထည့်ပြီးမြောက်ပြီးတော့ကိုယ့်ရဲ့ရောကြီးကိုရအောင်အဲ့တော့ဒီလိုအလုံးထဲမှာထိခိုက်တာရလို့ရှိရင်ဘယ်လိုသတင်းပို့ရမလဲဘယ်လိုသတင်းပို့မလဲစသဖြင့်အဲ့ဒါဒီလုပ်ငန်းဝင်ထိခိုက်ရှာနိုင်မှုရောကြီးဥပဒေဖြစ်ပါတယ်နောက်ပြီးတော့စေမလာပြီးအလုံးတဲ့နိုင်ငံသားလူမားတွေမှာမရှိမဖြစ်ရှိရမယ့် apps တွေရှိရ mobile apps အဲ့အနည်းဆုံး SIMPass ရှိရမယ် AjiWapass ရှိရမယ် FWMK ရှိရမယ် SIMPass ဆိုတာဘာလဲ AjiWapass ဆိုတာဘာလဲ FWMK ဆိုတာဘာလဲအဲ့ဒီအကြောင်းလည်းအသေးသေးဖော်ပြထားပါတယ်နောက်ပြီးတော့လူမားတွေအလုပ်လုပ်ချိန်လောက်ရှိရမလဲလာကြတဲ့ကဘာတွေတရားဝင်ဖြတ်လို့ရတယ်လဲလာကြတဲ့ဖြတ်လို့မရတာဘာတွေလဲနောက်ပြီးတော့လာကပြည်သားလာကကိုဘယ်နည်းပေးရမလဲလာကပြည်သားမှာဘာတွေပါရမလဲနောက်တော့ primary care plan ဒါကဆောက်လေတဘောချင်းကိုထိုးလကံမှာလုပ်တဲ့သူတွေအတွက်လှုပ်ရှားနေပြီးတော့ primary care plan ဝယ်ရတယ်အဲ့လို primary care plan ဝယ်ပြီးထားလို့ရှိရင်အလွန်အမတန်ဈေးသက်သာတဲ့နှုန်းသားနဲ့စိတ်ကူးလို့ရတယ်တော့ primary care plan အကြောင်းလည်းသိထားရပါတယ်တော့ telemedicine ဆိုတာဒီဘယ်မှသွားစရာမလိုပဲနဲ့ကိုယ့်ရဲ့ဂရင်မော်ကနေပြီးတော့အိယာတွေကနေပြီးတော့ဆရာအောင်လည်းပြလို့ရတယ်ဒါဆိုဆရာအောင်လည်းပြဖို့ဘယ်လိုလုပ်မလဲအဲ့ဒါလေးရှင်းပြထားပါတယ်ပြီးတော့ကိုမခက်ခဲပြဿနာတစ်စုံတရာရှိရဆိုလို့ရှိရင်စေုံမအလုံသမားတွေကိုကူညီပေးနေဖွဲ့တွေရှိပါတယ်ဘယ်အလုံသမားဖွဲ့တွေရှိသလဲသူတို့ကဘာတွေကူညီသလဲအဲ့ဒါကြီးဖော်ပြထားပါတယ်ဒါတော့နောက်ဆုံးအပိုင်းမှာအခွန်ပေးဖို့ဘယ်လိုလဲအခွန်ပေးဖို့လိုတယ် income tax ဝင်ငွေကောပေးဖို့လိုတယ်ဝင်ငွေကောဘယ်လောက်ပေးရမလဲနောက်တစ်ချို့ကုမ္ပဏီတွေအလုံသမားတွေစီကဝင်ငွေကောဆိုတော့ဖြတ်တယ်ကိုပေးစရာမလိုသည့်တောင်ဝင်ငွေကောဖြတ်လို့ရှိရင်ငါပေးစရာမလိုဘူးဆိုတော့ကိုယ့်ကိုသိထားရင်ကုမ္ပဏီကနေပြန်တောင်းလို့ရတယ်ဆိုတော့ဒါလည်းသိထားဖို့လိုပါတယ်ဟောဝင်ငွေကောတွက်တဲ့နေရာမှာနှုတ်နိုင်တဲ့ပမာဏတွေကိုဘယ်လောက်နှုတ်ရမလဲနောက်ပြီးတော့ကိုယ့်ရဲ့အမျိုးသမီးအတွက်ကိုယ့်ရဲ့ဘယ်လိုခေါ်မလဲအိမ်အောင်ဘက်အတွက်နောက်ပြီးကိုယ့်ရဲ့သားသမီးအတွက်နှုတ်နိုင်တဲ့ပတ်စံတွေစသဖြင့်ဒါအများကြီးရှိပါတယ်နောက်တစ်ခုကစင်ကာပူနိုင်ငံမှာတရားမဝင်နေထိုင်မယ်ဆိုလို့ရှိရင်ဘယ်လိုအရေးယူခံရမလဲဘယ်လိုတွေကိုတရားမဝင်နေထိုင်တယ်လို့ခေါ်တယ်လဲပြီးတော့စင်ကာပူနိုင်ငံမှာဆေးလိပ်ကိုကန့်သတ်ထားပါတယ်ပြည့်ဆေးလိပ်ကိုမတော့ဒီမှာလန်စင်ထားတဲ့ဆေးလိပ်ကိုပဲတော့အောင်ပဲတော့စင်ကာပူဆေးလိပ်ကင်းစင်တဲ့တိုင်းပြည်ဖြစ်အောင်အစိုးရကနေပြီးတော့ဥပဒေနဲ့အတင်းကျပ်လုပ်နေတယ်အဲကြောင့်တကယ်လို့တမ္ပရာစီမစီကမလိုက်နိုင်အပြင်းထန်ရေးယူမယ်ဆိုတော့ဆေးလိပ်နဲ့ပတ်သက်လို့ဘယ်လိုစီမစီကနေရှိလဲဒါနောက်ဆုံးအပိုင်းဖြစ်ပါတယ်ကိုယ့်အနာဂတ်ကိုကိုယ့်အကိုဖန်တီးတည်ဆောက်တာစင်ကာပူဒီလူရင်းမြစ်ကိုအဓိကထားပြီးတော့လေလုပ်ငန်းဝင်တွေမှာလုပ်တဲ့အတွက်ကြောင့်ဒီလိုကျွမ်းကျင်လို့မဟုတ်ဘူးဆိုလို့ရှိရင်ကိုယ့်တနေရာမရပါဘူးလက်ကလည်းမရအောင်နောက်ပြီးတော့ဒီမှာဆက်ပြီးတော့ရက်တွေကိုလည်းခက်ခဲတယ်အဲကြောင့်ဘာတင်တက်ရမလဲဘယ်လိုတင်တက်လို့ရှိရင်ပတ်စံဘယ်လောက်ပေးရမလဲတင်တန်းဘယ်နည်းတက်ရမလဲစသဖြင့်အဲဒီအရာလေးမှာဖော်ပြထားပါတယ်နောက်ပြီးတော့ဆောက်လုပ်သမားတွေအတွက်မဖြစ်မနေတက်ရတဲ့ ACS တင်တန်းအရင်တော့ CSC လို့ခေါ်ပါတယ်တော့ ACS တင်တန်းကိုဘယ်လိုတက်ရလဲ ACS တင်တန်းမှာဘယ်လိုဆောင်ရွက်ဖြစ်ရမလဲပြီးတော့ဒါအလုပ်သစ်ရှာတာအင်တာဗျူးဖြေတာပြီးတော့ကိုယ့်အတွက် resume ရေးတာလည်းအရေးကြီးပါတယ် resume ရေးတာပေါ်မူတည်ပြီးတော့အလုပ်ရတာမရတာလည်းဖြစ်သွားတယ်အဲကြောင့် resume ကိုဘယ်လိုရေးမလဲအဲ့တော့မသိတာမရှိအောင်အကုန်လုံးကျွန်တော်ထည့်ပြီးတော့ရေးထားပါတယ်စောက်ကတော့ net ထူပါတယ်စောက်စုပေါင်း750ရှိပါတယ်ဒါပေမဲ့ကိုလိုချင်တဲ့အချက်တွေတခါတည်းနဲ့မှာအကုန်လုံးသိသွားလို့ရတယ်
ဘယ်မှလိုက်ပြီးတော့ရှောင်ရမလို့တော့သူများတွေလိုက်ပြီးတော့မေးနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာယူထားတဲ့ website တွေလည်းအဲ့ဒီမှာဖော်ပြထားပါတယ်အခန်းရဲ့ပထမဆုံးမှာဖြစ်စီနောက်ဆုံးမှာဖြစ်စီအခုရေးထားတဲ့ချက်လက်တွေကိုဘယ် website တွေကယူထားပါလဲဆိုပြီးတော့အောက်လို့စောင်းတုပ်ထုတ်တဲ့ခါမှာကိုဖော်ပြထားတဲ့အချက်လက်တွေခိုင်ခိုင်မာမာတိတိကျကျမှန်မှန်ကန်ကန်ဖြစ်ဖို့အရေးကြီးပါတယ်အဲကြောင့်ကျွန်တော်အစိုးရ website တွေယူပြီးတော့ဒီချက်လက်တွေရေးထားတာပါဓာတ်ပုံတော်တော်များများလည်းကျွန်တော်ရိုက်ထားတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်တချို့ဟိုနဲ့ဗာလဲ copyright တွေယူမှာဆိုလို့ဟိုဒီသမရတို့ဝန်ကြီးချုပ်တို့ပုံတွေကတွဲပြီးတော့ပေါ့တချို့ဘတ်စကားပုံတွေအဲ့ပုံတွေတော့အင်တာနက်ကသက်ဆိုင်ရာစာမျက်နှာတွေပြထားပါတယ်အဲ့တော့ဒီစောက်ကိုပုံလေးဖို့တော့ကြာပါကျွန်တော်ပြင်ဆင်နေတာဒါပေမဲ့အကြောင်းကြောင့်ပုံလေးဖြစ်အခုကတော့အတင်းတုံးပြီးတော့ပုံလေးပြအောင်ပြင်မယ်လို့လုပ်တာပါမဟုတ်လို့ရှိရင်လည်းဆက်ပြီးတော့ဒီငွေစည်းတွေကြည်နေတာလည်းလုပ်ဖြစ်မှာမဟုတ်တော့အဲ့တော့ကျေးဇူးတင်ပါတယ်ဖတ်ကြည့်ပါဝယ်တဲ့တန်ဖိုးနဲ့မကအသိပညာတွေရသွားပါမယ်လို့အမခံပါတယ်ကျေးဇူးတင်ပါတယ်